မိတ်ဆွေရဲ့အိမ်မွေးတလိပ်ဆန်တွေကစကားမပြောတတ်ပေမဲ့သူတို့ရဲ့ကျမ်းမာရေးအခြေအနေမကောင်းတာကိုသူတို့ရဲ့အမူအရာတွေနဲ့ကျွန်တော်တို့ကိုပြောပြလိရှိပါတယ်ဒီလိုပဲကျွန်တော်တို့ကားတစ်စင်းရဲ့အင်ဂျင်ဟာလည်းစကားမပြောနိုင်ပေမဲ့သူ့ရဲ့အိတ်စော့မီးကိုအယောင်တွေနဲ့သူ့ရဲ့ကျမ်းမာရေးအခြေအနေကိုကျွန်တော်တို့ကိုအမြဲပြောပြနေပါတယ်မိတ်ဆွေကမက်ကာနစ်တယောက်အနေနဲ့ဆိုလို့ရှိရင်လက်ရှိပေါ်နေတဲ့ scan tool တွေကိုအသုံးမပြုသေးဘူး engine တွေကိုဖြုတ်မချသေးဘဲနဲ့ကားရဲ့မီးခိုးငွေးကနေပြောတဲ့မီးခိုးအယောင်တွေကိုဖတ်တတ်ဖို့အရေးကြီးပါတယ်ဒီလိုပဲမော်တော်ယာဉ်ကိုအသုံးပြုနေသူတွေ driver တွေအနေနဲ့လည်းဒီလိုမော်တော်ယာဉ် engine ကထုတ်လွှတ်တဲ့ exhaust gas တွေကပြောပြတဲ့အယောင်တွေကိုသိရှိနားလည်ထားမယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ engine ကျန်းမာရေးအခြေအနေကိုသိရှိပြီးတော့ကြိုတင်ကာကွယ်နိုင်တာတွေမလိုလားအပ်တဲ့ပျက်စီးမှုတွေမဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်ဆရာဝန်တွေကပြောသလို prevention is better than cure ကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းတယ်ဆိုသလိုပဲကျွန်တော်တို့ engineer တွေကလည်း predicted maintenance is better than repair ပြင်ဆင်ခြင်းတဲ့ကြိုတင်ခံမှန်းပြုပြင်ကြံ့ခိုင်ထိန်းသိမ်းခြင်းကပိုကောင်းမှာပါတယ်ဒီလိုကြိုတင်ခံမှန်းပြုပြင်ကြံ့ခိုင်ထိန်းသိမ်းခြင်းကမိတ်ဆွေတို့ကိုကုန်ကျစရိတ်များစွာသက်သာစေပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ AND channel ကနေပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်တို့ရဲ့ AND channel ကနေမော်တော်ယာဉ်ဆိုင်ရာနည်းပညာတွေကိုစင်ဆက်မပြတ်မျှဝေပေးလျက်ရှိနေပါတယ်ကျွန်တော်နဲ့အတူမော်တော်ယာဉ်ဆိုင်ရာနည်းပညာတွေအတူတကွလေ့လာကြဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ပါအောင်ခင်ဗျအသစ်တင်လိုက်တဲ့ဗီဒီယိုတွေကိုချက်ချင်းသိနိုင်ဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နိုင်ပါတယ်ခင်ဗျဒီကနေ့မှာတော့ကျွန်တော်တို့ engine ရဲ့ exhaust စနစ်ကနေထုတ်လွှတ်တဲ့ exhaust ဓာတ်ငွေ့တွေရဲ့အယောင်၄မျိုးအကြောင်းကိုဘာကြောင့်ဒီအယောင်တွေဖြစ်ရတာဒါတွေကဘာကိုသတိပေးနေတယ်လဲဒါတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းတွေကိုဒီကနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ exhaust smoke ကဘယ်လိုအယောင်တွေဖြစ်တတ်တယ်လဲနံပါတ်1ကတော့ white smoke လို့ခေါ်တဲ့အဖြူရောင်မီးခိုးနံပါတ်2ကတော့ black smoke လို့ခေါ်တဲ့အနက်ရောင်မီးခိုးနံပါတ်3ကတော့ blue smoke လို့ခေါ်တဲ့အပြာရောင်မီးခိုးနဲ့နံပါတ်4ကတော့ gray smoke လို့ခေါ်တဲ့ဒါမီးခိုးရောင်မီးခိုးဆိုတဲ့၄မျိုးအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်နံပါတ်2 black smoke မီးခိုးအနက်မီးခိုးအနက်ဆိုတာဘယ်လိုအခြေအနေမျိုးကိုပြောတာလဲမီးခိုးအနက်အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ combustion chamber ထဲမှာစီနဲ့လေနဲ့ပေါက်ကွဲလောင်ကျွမ်းတဲ့အချိန်မှာစီတွေအပြည့်အဝမီးလောင်ကျွမ်းမှုမရှိတာကြောင့်ကိုမီးခိုးရဲ့အယောင်ကအနက်ရောင်ညစ်ပုတ်ပြီးတော့လုံးထွက်လာတဲ့အခြေအနေမျိုးကို exhaust black smoke ဆိုပြီးတော့ခေါ်ဆိုခြင်းဖြစ်ပါတယ်လွယ်နဲ့နားလည်အောင်ပြောရရင်ဗျာစီလီအယောနောမှာ rich mixture ဖြစ်နေတာစီပမာဏကများနေတာဖြစ်တဲ့အတွက်မီးခိုးအမဲလုံးတွေထွက်လာခြင်းကိုဒါ black smoke ဖြစ်တယ်လို့ပြောခြင်းဖြစ်ပါတယ်ဒါဆိုရင် black smoke ကဘာကြောင့်ဖြစ်ရတာလဲ black smoke ဖြစ်ရတာကကျွန်တော်ရှေ့မှာပြောခဲ့သလို rich mixture ဖြစ်လို့စီလီအချိုးမှာစီကများနေလို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်လေလိုင်းမှာလေနဲတယ်ဆိုလို့ရှိရင်ရော rich mixture မဖြစ်နိုင်ဘူးလားဒါဆိုလို့ရှိရင်ကျွန်တော်တို့စီနဲ့လေရှိတဲ့အချိန်မှာလေလိုင်းကိုစစ်ဆေးဖို့ဆိုရင်ပထမဦးဆုံးကတော့ကျွန်တော်တို့လေလိုင်းမှာပါတဲ့ air filter လို့ခေါ်တဲ့လေစစ်တွေပိတ်နေတာကြောင့်ဖြစ်နိုင်ပါတယ်နောက်တစ်ခုကနောက်ပိုင်း EFI ကားတွေမှာပါရှိတဲ့ MAF sensor တို့ MAP sensor တို့ဒါတွေညစ်ပတ်နေတာဒါမှမဟုတ်ရင်ပုံမှန်အလုံးမလုပ်တာပြက်နေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လေဒီ sensor တွေက ECU ကို data အမှားတွေပ
ပေးတဲ့အတွက် ECU ကလည်း injector ကို C ကိုမှန်ကန်တဲ့အချိုးမပေးနိုင်တာဖြစ်တဲ့အတွက် rich mixture ဖြစ်နိုင်ပါတယ်နောက်ဒီဇယ်ကားတွေပေါ့ဗျာအထူးသဖြင့်တာဘိုတို့ EGR တို့ပါတဲ့ဒီဇယ်ကားတွေမှာဆိုလို့ရှိရင်တာဘိုတွေက boost မလုပ်နိုင်တာပြောရရင်တော့တာဘိုက inlet တွေလေတွေကို intake bar တွေကို compress လုပ်ပြီးတော့လေတွေကိုထည့်မပေးနိုင်တဲ့အခြေအနေမျိုးနောက် EGR တွေပုံမှန်လုံးမလုပ်တဲ့အတွက်ပိတ်နေတာမျိုးဒီလိုအခြေအနေဖြစ်မဲ့ဆိုရင်အဝင်လေရဲ့ပမာဏကပုံမှန်ရမှာတဲ့နည်းသွားတယ်ဒီအချိန်မှာ C ကပုံမှန်ပေးနေတယ်ဆိုလို့ရှိရင်တော့ C လေချိုးမှာ C ကများနေတာဖြစ်တဲ့အတွက် rich mixture ဖြစ်ပြီးတော့ black smoke ကိုထွက်စေတာဖြစ်ပါတယ်နောက်တစ်ချက်က C ပိုင်းပေါ့ဗျာ C ပိုင်းမှာဆိုလို့ရှိရင်ဒါဓာတ်ဆီကားတွေမှာပဲဖြစ်ဖြစ်ဒီဇယ်ကားတွေမှာဖြစ်ဖြစ်နံပါတ်1အချက်ကတော့ injector တွေညစ်ပတ်နေတာစီဖွာတာမကောင်းတာနောက်ပြက်နေတာဒီလိုအခြေအနေမျိုးဆိုလို့ရှိရင်ဒါ combustion chamber တွေကိုစီပမာဏမှန်အောင်မပေးနိုင်တာဖြစ်တဲ့အတွက်နောက်တစ်ခုကဒါရှေးကြတဲ့ကားတွေဖြစ်တဲ့ carburetor ကားတွေမှာဆိုလို့ရှိရင်လေ carburetor က C မှန်မပေးနိုင်တဲ့အခြေအနေတွေမျိုးမှာဆိုလို့ရှိရင်လေ air fuel ratio မှာ rich mixture ဖြစ်စေနိုင်ပါတယ်ဒီဇယ်ကားတွေမှာဆိုလို့ရှိရင်တော့ injector အပြင် C တွေကို pressurize လုပ်ပေးတဲ့ fuel pump ကလည်းအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်ပါတယ်ဒီပိုင်းကလည်းလိုအပ်တဲ့ pressure ကိုမပေးနိုင်ဘူးဆိုလို့ရှိရင် air fuel ratio မှာမှန်ကန်တဲ့အချိုးကိုရအောင်ပေးနိုင်မှာမဟုတ်ပါဘူးဒီလို C လိုင်းနဲ့လေလိုင်းမှာမှန်ကန်တဲ့စီပမာဏနဲ့လေပမာဏကိုသက်ဆိုင်ရာအစိတ်ပိုင်းတွေကမပေးနိုင်ဘူးဆိုလို့ရှင်တော့ black smoke ကိုဖြစ်ပေါ်စေပါတယ်။ကဲဒါဆိုလို့ရှင် black smoke တွေဖြစ်ရင်ကျွန်တော်တို့ဘာတွေဖြစ်မလဲ။နံပါတ်1အချက်ကတော့တေချာပေါက်ခင်ဗျာစီများနေတာဖြစ်တော့စီစားမှာပေါ့ဗျာ။နံပါတ်2ချက်ကတော့မီးခိုးတွေဒီလောက်များတာဖြစ်တဲ့အတွက်ကာဗွန် deposit တွေတက်မယ် combustion chamber တွေထဲမှာကာဗွန် deposit တွေတက်မယ်ဆက်ပြီးတော့ exhaust မှာလည်းdeposit တွေတက်မယ်နောက်ပိုင်းကားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ catalytic converter တို့ diesel particulate filter DPF တို့ပါလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ထွက်လာတဲ့ exhaust gas တွေကမဲတူနေရင်ဒီ DPF တွေ catalytic converter တွေကိုပိတ်ဆို့ပြီးတော့ engine ကို backup pressure များစေပြီးတော့ဆိုးရတဲ့ပြစ်ချက်တွေဖြစ်စေနိုင်ပါတယ်အဆိုးဆုံးကတော့ဗျာကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ကိုညဉ့်ညမ်းစေခြင်းဆိုတာတွေကိုဖြစ်စေမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ black smoke ထွက်တာကိုဘယ်လိုကာကွယ်ကြမလဲ။နံပါတ်1ချက်ကတော့ဗျာ air filter တွေကိုပုံမှန်လဲဖို့လိုမယ်။ကျွန်တော်တို့နိုင်ငံကဖုံထူတာဖြစ်တော့ဖုံထူတဲ့နေရာတွေတွားပြီးရင်တော့သူ့သတ်မှတ်တဲ့အချိန်ရောက်လို့လဲရမှာတဲ့ကို air filter ကိုစောစီးတာလဲလိုက်ပါနောက် sensor တွေပေါ့ဗျာEFI ကားတွေမှာဆိုရင် sensor တွေက data ပို့တာမှန်စစ်ဆေးမယ်ဒီလိုမမှန်ဘူးဆိုလို့ရှိရင်စစ်ဆေးပြီးရင်ပြုပြင်တာတွေလုပ်ဖို့လိုမယ်နောက် C line အတွက်ဆိုလို့ရှိရင် injector တွေကိုစစ်ဆေးမယ်တန့်ရှင်းအောင်လုပ်မယ်နောက် C ထဲမှာဆိုလို့ရှိရင် injector cleaner လိုမျိုးထည့်ပြီးတော့သုံးပေးခြင်းအပြင်ကျွန်တော်တို့ရဲ့ injector ရဲ့တန်းကိုရှည်စေနိုင်ပါတယ်ဒါအပြင် user တွေအနေနဲ့ကျွန်တော်တို့နိုင်တဲ့ဝင်ထက်ပိုတင်တဲ့ overloading တွေလောက်တာမျိုးမလောက်ဘူးဆိုလို့ရှိရင်ဒါမနိုင်ဝင်တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတက်လိုမျိုးလီဘာကြီးအတကုံနဲ့မီးခိုးတွေတူနဲ့တွားနေရတာမျိုးဆိုလို့ရှိရင်လည်းဒါ black smoke ကိုထွက်စေတယ်ဒီလိုဟာတွေမလောက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ပုံမှန်ထိမ့်သိမ့်မယ်ဆိုလို့ရှိရင်တော့ black smoke ထွက်ခြင်းကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အချုပ်အားဖြင့်ပြောရရင် black smoke ဆိုတာက air fuel ratio မှာ C အချိုးများနေတာ rich mixture ဖြစ်နေတာကြောင့်မို့လို့ black smoke ထွက်ရတာဒါကြောင့်မို့လို့လေလိုင်းမှာပဲဖြစ်ဖြစ် C လိုင်းမှာပဲဖြစ်ဖြစ်ပါဝင်တဲ့အစိတ်အပိုင်းတွေကိုမှန်ကန်တဲ့လေအချိုးနဲ့ C ချိုးရရှိအောင်စစ်ဆေးပြုပြင်လဲဖို့လိုမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးအကြံပြုလိုတာကတော့ဓာတ်ဆီကားပဲဖြစ်ဖြစ်
ဒီဇယ်ကားပဲဖြစ်ဖြစ်မိမိကားနဲ့ကိုက်ညီတဲ့73စီအမျိုးအစားကိုထည့်သွင်းအသုံးပြုဖို့အကြံပြုလိုပါတယ်ဓာတ်စီဆိုလို့ရှင်လဲကိုကားနဲ့ကိုက်ညီတဲ့ octane number ကိုထည့်ပြီးတော့သုံးစီလိုပါတယ်ဒီဇယ်ဆိုလို့ရှင်လဲကိုကားနဲ့ကိုက်ညီတဲ့စီတိန်နံပါတ်ကိုထည့်သွင်းပြီးမောင်းနှင်အသုံးပြုဖို့အကြံပြုလိုပါတယ်ဒါအပြင်ကျွန်တော်တို့ injector cleaner kit တွေကို73စီထဲမှာထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ပုံမကောင်းမွန်ကြောင်းကြံပြုရင်းနဲ့ကျွန်တော်ရဲ့ဆွေးနွေးမှုကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ